ဒီပထမပိုင်းမှာဒီပထမဗီဒီယိုမှာတော့ဒီရုံးပရိသီးလေးရဲ့ဆံမုတ်လေးရောပြီးတော့မီးလေးနဲ့ကြိုတယ်နော်အဲ့လိုလုံးဝပြစ်လာတဲ့အထိဒါကြိုပေးရမယ်ဖြည်းဖြည်းချင်းစိတ်လက်အေးလေးနဲ့ကြိုပေးရမယ်ရှင်ဒါအခုဆိုတာအဲ့လိုဒါဟိုရုံးပရိသီးလေးရဲ့ဆံမုတ်လေးကိုတဖြည်းဖြည်းချင်းမီးလေးနဲ့ပြစ်လာတဲ့အထိပေါ့နော်ကြိုပေးနေတာပါဟိုအန်ဒီတို့ဒါရုံးပရိသီးလေးရဲ့ဆံမုတ်လေးရဲ့ကြိုလာတာတဖြည်းဖြည်းနဲ့ဆိုရင်အခုအန်ဒီတို့ပြက်လာပါပြီပြက်လာပြီဆိုရင်အန်ဒီတို့じゃရေစစ်ကလေးနဲ့ပေါ့နော်ဟိုဒီတဲ့ကိုထည့်ပြီးတော့စစ်ထားလိုက်မယ်ရှင့်တော်တော်လေးပြစ်နစ်လာပြီဒါအထွဲလေးတွေဖြစ်လာပြီဒါလေးကိုမှအန်ဒီတို့ကဒါရေစစ်လေးနဲ့စစ်ချပြီးတော့မှဒါဒီတဲ့ကိုဟိုအမလွန်ဝိုင်လေးအန်ဒီတို့ထည့်ပြီးတော့ပေါ့နော်ခေါင်းလေးစီလေးထည့်ပြီးတော့မှအန်ဒီတို့ကဒါဟိုလုပ်မယ်အခုဆိုဒါဒီစစ်ချလိုက်အောင်မယ်နော်တဖြည်းဖြည်းနဲ့နော်ဟုတ်ကဲ့ဖြည်းဖြည်းချင်းသူကကြာလာပြီရှင်ဒါအခုအန်တီတို့လေးဒီစစ်ထားလာရေစစ်နဲ့စိတ်တအားလုံးဒီမှာကြာသွားပြီပေါ့နော်ဒါစစ်ပြီးပြီအခုဒါနောက်ဆုံးစစ်လေးနဲ့ပေါ့နော်အန်တီတို့ဒီအမ်ဘလွန်ဝိုင်လေးကိုထည့်မယ်ဒီအမ်ဘလွန်ဝိုင်လေးကကျတော့ဒီခေါင်းစံသားအတွက်လည်းအဆင်ပြေတယ်ဥယျာဉ်ပြအတွက်လည်းအဆင်ပြေတယ်လက်ဖက်စားစုံတစ်စုံလေးထည့်လိုက်မယ်ရှင့်ဒါအမ်ဘလွန်ဝိုင်လေးကိုပေါ့နော်ဗမာလိုကတော့ဘန်နာစေးစီပါရှင့်ဒါလည်းတော်တော်များများဝယ်လို့ရပါတယ်เนาะဒါဒီလိုမျိုးလေးအခုထည့်ပြီးတော့ဒါမှွေလိုက်မယ်မှွေလိုက်ပြီးဒါအန်တို့ဒါဆိုတဘာဝပဲပေါ့เนาะရုံးပရိသီးရဲ့ဆန်ရဲ့ဒီအမ်ဘလွန်ဝိုင်လေးရဲ့ပဲဒါကိုဆိုလို့ရှိရင်အန်တို့ဒီခေါင်းလျှော့ပြီးပေါ့တဘာဝခေါင်းလျှော့နေရေနဲ့ပဲလျှော့ပြီးသားသပင်လေးကိုမှဒါလေးကိုနှက်လိုက်ပေါ့เนาะဒီခေါင်းမှာလုံးဝတုပ်ပြီးတော့ခဏနှက်ပြီးရေချိုးပြီးတော့ပြန်လျှော်ချလိုက်ရှင်သပင်လေးကပြော့အိသွားတာပဲဒါပြော့စေးပေါ့ဒါဘာကမီကဲမှမပါတဲ့တဘာဝဒါသပင်ပြော့စေးလေးပါရှင်အဲ့ဒါအန်ဒရိုဒီပလင်းလေးတဲ့ကိုဒါထည့်သုံးပါမယ်ကိုဘာသာကိုအိမ်မှာတပိုင်းတနိုင်ကိုဘာသာကိုလှုပ်သုံးလို့ရတာမျိုးလေးပေါ့ရှင့်ဒါအခုဆိုလို့ရှိရင်ဒါအန်တို့ဒီမှာပလင်းလေးနဲ့ထည့်ထားမယ်ဒါကိုခေါင်းလျှော်ကနေခေါင်းလျှော်လို့ရှိရင်တဘာဝခေါင်းလျှော်ရင်းနဲ့လျှော်ပြီးတာနဲ့ဒီလိုမျိုးပြော့စည်းလေးကိုဒါကလော်ပြီးတော့ပွားဒီသပင်မှာနှက်ပြီးတော့မှခေါင်းလျှော်ချလိုက်သပင်လေးကိုပြော့ဣသွားတာပဲဒါလေးဆိုလို့ရှိရင်ဟို original ဆို YouTube တွေမှာလည်းဒါသူလုံးပြနေတာအမျိုးစုံပဲပေါ့နော်ဒါအန်ဒီတို့ဆိုလည်းဒီအဲ့ဒီတင်မှာပဲကြည်လေးလာပြီးတော့မှဒါမျိုးလေးကိုကတဘာဝကြိုက်တာမဟုတ်လို့အန်တို့ဒီတဘာဝလေးနဲ့လုပ်တဲ့ပြော့စည်းလေးကိုအန်တီတို့ကဒါလောက်ပြတာပါအားလုံးကျေးဇူးတင်ပါတယ်လိုက်လို့သုံးလို့ရပါတယ်ရုံးပရိသီးကလည်းကိုယ့်အိမ်မှာလွယ်ပါတယ်ဆံမုတ်ကလည်းကိုယ့်အိမ်မှာလွယ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်